တေးချစ်သူများခင်ဗျာကျွန်တော်ဒီကနေ့တင်ဆက်ခြင်းတဲ့တခြင်းလေးကတခြင်းဟောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်ဒါပေမဲ့မြန်မာတန်တော့မဟုတ်ဘူး1980နဲ့85လောက်ထင်ပါတယ်ကျွန်တော်တို့လူပြိုဖြစ်ခါစားလေးပေါ့အဲ့မှာပေါ်ခဲ့တဲ့စတူဒီယိုချင်းလေးဖြစ်ပါတယ်တခြင်းရဲ့ညီကချစ်စာနဲ့ခွင့်စာတဲ့အဲ့ခေတ်ကကျွန်တော်တို့အထက်တန်းကျောင်းသားတွေကျောင်းမှာ high school မှာခွင့်ယူကြလို့ရှင်ဆရာမစီကိုအတန်းမိုင်ဆရာစီကိုမိဘဖြစ်စေလူကြုံနဲ့ဖြစ်စေခွင့်စာလေးရေးပြီးတင်ရပါတယ်အခုခေတ်ကတော့အဲ့လိုမဟုတ်ဘူးသိရမလားemail နဲ့ဖြစ်စေ message နဲ့ဖြစ်စေပို့လိုက်ရတာပေါ့နော်ခေတ်ချင်းမတူပါဘူးအဲ့တော့အဲ့ခေတ်ကဖြစ်ရလေးတခုကိုကျွန်တော်တင်ဆက်လိုက်ပါတယ်တခြင်းလေးကိုရေးဆက်သူနဲ့တီဆိုသူကအကူကြီးတက္ကသိုလ်အေးမောင်ဖြစ်ပါတယ်တေးရဲ့ညီကချစ်စာနဲ့ခွင့်စာတဲ့ဟေးကောင်းမကလေးမင်းရဲ့နာမည်လေးပြောပြပါမယ်နှင်းဒီချင်သူကမင်းအစင်နဘေးကလို့ကျူမဲ့ဟေးချစ်စရာအသက်ကလေးခငယ်ငယ်မြင်သူတိုင်းချောတယ်လို့ပြောမယ်ဟာအမှုအရာအလွန်သွက်လက်သူရဲ့မြန်မြန်လေးပြောကွယ်ပြောကွယ်ဟေးကောင်းမကလေးကိုရဲ့စာလွာလေးမနေ့ကကိုယ်တိုင်ပေးချစ်တယ်မဟုတ်လားပြောစမ်းပါလေကွာတောင်းတဲ့အဖြေလွှာဖြေရန်ဝင်လေးလိုက်တာပြုံးစည်းစည်းနဲ့မချိုမချင်မျက်နာအသားအရာအနာကခါသူခတ်တူတူလေးပြောသွားရှာဘုရားကယ်ပါဖျားဒုက္ခတွေတော့များအကြောင်းသာဒီလိုပါကြောင်းခွင့်တိုင်စာနဲ့သူထံပါတဲ့စာလွှာလေးအတူတူထားမိတယ်လေအပြာရောင်စာရွက်ချင်းလွဲကစာအိတ်ချင်းမလို့ထဲမိတာဟေးကောင်းမကလေးမင်းရဲ့နာမည်လေးပြောပြပါမယ်နှင်းပြီးကျင်သူကမင်းအစင်နဘေးကလို့ကျူမဲ့ဟေးချစ်စရာအသက်ကလေးခငယ်ငယ်မြင်သူတိုင်းချောတယ်လို့ပြောမယ်ဟာအမှုအရာအလွန်သွက်လက်သူရဲ့မြန်မြန်လေးပြောကွယ်ပြောကွယ်ဟေးကောင်းမကလေးကိုရဲ့စာလွာလေးမနေ့ကကိုယ်တိုင်ပေးချစ်တယ်မဟုတ်လားတောင်းတဲ့အဖြေလွှာပြောစမ်းပါလေကွာဖြေရန်ဝင်လေးလိုက်တာပြုံးစည်းစည်းနဲ့မချိုမချင်မျက်နာအသားအရာအနာကခါသူခတ်တူတူလေးပြောသွားရှာဘုရားကယ်ပါဖျားဒုက္ခတွေတော့များအကြောင်းသာဒီလိုပါကြောင်းခွင့်တိုင်စာနဲ့သူထံပါတဲ့စာလွှာလေးအတူတူထားမိတယ်လေအပြာရောင်စာရွက်ချင်းလွဲကစာအိတ်ချင်းမလို့ထဲမိတာဒီကနေပြီးတော့ပါလေးကိုစားလိုက်ပြီးတော့စားရရလားမေးတယ်စားရမှာသူကနေပြီးတော့သူ့လုပ်တော့သူလေအဲ့ဒါကိုသူကရိုက်နေတာပေါ့နောက်ပိုင်းဟုတ်ပြီနော်ဒီမှာလေးတော့ဘေဘီဟုတ်တယ်အဲ့ဒါစားလိုက်ပြီအဲ့ဒါလေးကလာတော့ဒီမှာသူကြောက်တယ်သိပါပြီးတော့ဟာမင်းကင်မရာကိုကြည့်တယ်ကင်မရာမကြည့်ရဘူးလေကင်မရာကိုလမ်းကြည့်တယ်မင်းကြည့်တာပေါ့ကင်မရာကိုလုံးဝမကြည့်ရဘူးဘယ်ကိုဦးစင်ပြေလားတဲ့ပုံစံမျိုးလေးလမ်းကြည့်လုံးဝမကြည့်ရဘူးကင်မရာလုံးဝမကြည့်ရဘူးကြောက်တယ်လို့
အားနေလေ ကဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်အနေနဲ့အရင်ခေတ်ကိုပြန်ရိုက်ရတာလည်းဖြစ်တယ်စင်ကာပူမှာရိုက်ရတယ်လည်းဖြစ်တဲ့အတွက်အားနည်းချက်တွေများစွာရှိပါတယ်ဟာသအနေနဲ့ပဲအပျော်အနေနဲ့ပဲရှုမြင်ပေးကြမယ်လို့ကျွန်တော်ယုံကြည်ပါတယ်နောက်တစ်ခုကကြိမ်လုံးနဲ့ရိုက်တာကိုခုခေတ်ခွင့်မပြုတော့ဘူးလို့ဆိုပါတယ်ဒါပေမဲ့ကျွန်တော်တို့ငယ်ငယ်တုန်းကတော့ကျောင်းမှာဆရာမတွေအဲ့လိုပဲရိုက်တာလူတိုင်းသိပါတယ်နော်နောက်တစ်ခုကလည်းကျွန်တော်အနေနဲ့အစိမ်းအောင်ကလကာနဲ့ခရိုမာကီကိုအသုံးပြုပြီးရိုက်ရတဲ့အတွက်ကျွန်တော်လေဟင်းသွားတာတွေအများကြီးရှိလို့ကျွန်တော်ဟိုစပွဲပေါ်ကဆရာမစပွဲပေါ်ကပန်းအိုးကပန်းတည့်ရွယ်အစိမ်းတို့ဆရာမမတက်ထားလိုက်တဲ့ကောင်ထမိန်စိမ်းကပျောက်သွားပြီးသမီးကခါပြတ်နေတာမျိုးတွေပေါ့အများကြီးကျွန်တော်ဂျုံလဲရပါတယ်ဘယ်လိုပဲဖြစ်ဖြစ်အပျော်သဘောလေးနဲ့စိတ်ပြေလဲပြောဒီသချင်းလေးကိုကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ